3 minute United ကနေကြိုးဆိုပါတယ်ကျွန်တော်ကတော့ကြိုးစားဖြစ်ပါတယ်ဆိုတော့မနေ့ညကတော့ Michael Carrick ရဲ့လက်ထက်မှာ United ဆိုတော့ဘာလဲနော်ပထမကြော်တော့ကဖူဟန်ကိုအနိုင်မကစားခဲ့ရတဲ့နော် United ကမနေ့ကကြတော့လေမနေ့ကမှလည်းလွယ်နဲ့နိုင်ခဲ့တာတော့မဟုတ်ဘူးဗျမထင်မှတ်ပဲနဲ့ပနီတီပေးလိုက်ရတယ်မထင်မှတ်ပဲနဲ့ဟလာဒါကက်စမီရိုတို့ထုတ်လိုက်တဲ့နောက်ပိုင်းမှာဖူဟန်ကတိုက်စစ်ကိုပြန်ဖိပြီးတော့မှဒါကီဗင်ကဥရမရဲ့ဘေတောက်ကိုလာလာပဝိဝိုက်ကန်အောင်မှခြေပေါက်ကိုတွင်းသွားတာတွေကြောင့်တော်တော်လေးကိုခက်ခဲခဲ့တယ်သွားပြီးလို့ချိန်ထားခဲ့တဲ့အချိန်မှာပဲအတင်းကောင်းဆောင် Bruno Fernandes ရဲ့ပါနတ်တဲ့လက်ထွက်မှုကနေပြီးတော့မှဒါ Cisco ကိုဖန်တီးပေးခဲ့တာပေါ့နော် Cisco ကလည်းတကယ်ကိုအဆုံးတက်ကောင်းတဲ့လှပတဲ့အဆုံးတက်တစ်ခုကိုအဆုံးတက်ပြသွားပြီးတော့ဒါသူ့ရဲ့တွင်းကုန်းနဲ့ပဲ United ရဲ့ပျော်ရွှင်တဲ့ညချမ်းတစ်ခုဖန်တီးသွားခဲ့တာပေါ့ဗျာဆိုတော့မနေ့ညကကြတော့လေပွဲပြီးပါနဲ့ Ferdinand လေးတင်လာတဲ့ဗီဒီယိုဖိုင်ကိုသဘောကျလို့ပေါ့နော် Ferdinand ကတော့ရေလေပျော်နေတာနော်အဲ့ရဘောကနေဘာပြောရထင်လဲ Foggy time no it's Carrick time တဲ့ရှင်းတယ်နော် Foggy time အကုန်သွားပြီပေါ့ဗျာပြောချင်တာတော့သူကဒါ Foggy time မဟုတ်ဘူးပေါ့ဗျာ Michael Carrick ရဲ့အချိန်ပေါ့ဗျာအဲ့လိုမိုက်တယ်တကယ်ကောင်းတယ်လားဆိုတော့ဒီနောက်ပိုင်းကျွန်တော်တို့ United ပွဲမှာဘာထူးခြားလာတယ်လဲဆိုလို့ရှိရင်တော့ဒါ United ကိုခြေပဂိုးပဲဖြစ်ဖြစ်ဟလားဂိုးတွင်းတာပဲဖြစ်ဖြစ်သူတို့တွင်းသွားလို့ရှိရင်အလွန်ကျွံအောင်ပွဲခံကြတာဗျပြန်ဘက်ကစားသမားတွေပြန်ဘက်အတင်းတွေကနီးပြတွေအစားပေါ့နော်အဲ့တော့ခြေပဂိုးရပါပြီဆိုလို့ရှိရင်အလွန်ကျွံမဲ့သူတို့နိုင်သွားတယ်လို့အောင်ပွဲခံကြတာနောက်ဆုံးတော့သူတို့အောင်ပွဲခံတဲ့ပုံစံတွေကကောင်းကိုမပေါ်နိုင်တယ်လို့မျက်နှာလေးမြေကြီးကိုစိုက်လိုက်ကြပြီးတော့မှဒါအိမ်ပြန်သွားခဲ့ရတာပေါ့ဗျာဆိုတော့မနေ့ကလည်းအဲ့ဒီ Kevin ဆိုတဲ့ကစားသမားလေးကဖွင့်ရကစားသမားလေးကသူတွင်းတာတော်တော်လေးလှသွားတယ်သူအောင်ပွဲခံရတဲ့အားရပါရပဲဗျနော်ဒီလေဘင်းတွေကအကျော်ကြီးတွေးကြောကြီးဒီလိုဖောက်ကားအောင်အထိအော်ပြီးတော့အောင်ပွဲခံတော့တာဟာတမင်းနဲ့ကြော်လေးပဲကြာတယ်ဗျသူ့ရဲ့ပျော်ရွှင်မှုကဆက်စကူကတွင်းသွားပြန်ရောငိုင်ကြသွားတခါလဲဆိုတော့မနေ့ကကျတော့ဆက်စကူရဲ့အနိုင်ကိုကလည်း no look နော် no look မကြည့်ပြနဲ့ကန်သွားတာဆိုတော့ Casemiro ကလည်း no look access ဒီတယ်မလားဒီလိုကြည့်ပြီးတော့ဖတ်နော်ခွညာကိုထိုးပေးလိုက်တာကောင်းဟိုးမကြည့်တယ်ဒီလိုလေးပေါ့ဗျာဒီလိုလေးပေးလိုက်တာပေါ့တောင်းမိုက်တာ no look pass နော်အဲ့ဒါ no look assist ဟုတ်တယ်ဆိုတော့ဒီနေ့အပိ your Cisco or sorry your ခွညာရေးတွင်းလိုက် your တွင်းလိုက်ဆိုပြီးတော့သူ့ရဲ့ကွာဟိုးကျွန်တော်တို့အတင်းအောက်ကအတင်းတွေကိုကြည့်တဲ့အထာပေါ့ကွာလာရေးလေဟာရတယ်ကွာနော်ဆိုတော့မနေ့ကပွဲမှာခြုံငုံကပြောရလို့ရှိရင်တော့ဒါကျွန်တော်အမြင်ပြောရလို့ရှိရင်ပေါ့နော်ဒါ no lock United no lock United ဖြစ်သွားပြီအยังမိုက်တယ်ဆိုတော့ဘာပြောဝမ်းတာတယ်အနိုင်ရဖို့လိုအပ်နေတဲ့ပွဲကိုမကြခါရီကအနိုင်ဖော်ဆောင်ပေးတဲ့အတွက်ရက်ကြည်နဲ့တယ်ဆိုတော့လောလောဆယ်တော့ကျွန်တော်တို့ Premier League ပွဲစဉ်အဆင့်ပွဲစဉ်24အပြီးမှာဒါ United ကအဆင့်4ထဲမှာဝင်နေတယ်သူ့ရဲ့နောက်မှာသူ့ရဲ့အောက်မှာ Chelsea Liverpool တို့အတီးတီးရက်တည်နေတယ်ဆိုတော့မစီးရီးကလည်းမနေ့ကခြေချော်သွားသေးတယ်နော်အရေးထဲမှာဟိုတင်းကလည်းရှုံးသွားသေးတယ်ကျွန်တော်ပြလားလဲဆိုတော့လောလောဆယ်အဆင့်1နဲ့2က6မှတ်ကွာနေပြီဆိုတော့ဘာမှတော့ပြောလို့တော့မရသေးဘူးပေါ့ဗျာဆိုတော့ United ကလည်းဒါထုံးစံတိုင်းဒီပုံစံတိုင်းနဲ့ဆိုရင်တော့ဒါဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိတယ်ကျွန်တော်တို့ကတော့ title race ကိုတော့ဒါ title ကိုတော့မမှန်းထားပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့လုပ်မယ် Arsenal ရှုံးနေပြည်စနိုင်ဒီပြည်စဂိမ်းမဆိုင်ဘူးကျွန်တော်တို့ Michael Carrick ရဲ့လက်ထက်မှာအကြံပွဲတွေကိုเนาะအယုံဆွဆိုင်မှုအပြည့်နဲ့ကစားသွားမယ်ဆိုလို့ရှိရင်တော့ဒါဒီကုန်းတစ်ခုတော့မျောလင်းလို့ရတယ်ဆိုတော့ okay မနေ့ကကြတော့အကောင်းဆုံးကစားသမားကိုပြောပါဆိုလို့ရှိရင်တော့ဒါကျွန်တော်ကတော့ Lemans ကိုပဲကျွန်တော်ကတော့ရည်ညွှန်းချင်တယ်သူရဲ့ကာကွယ်မှုကဘာမှပိုင်းမှာပုံများတယ်ဗျเนาะဂိုးနိုင်လောက်တဲ့အခြေအနေကိုတော့မှသူအများကြီး save လုပ်သွားတာတွေ့ရတယ်เนาะဆိုတော့သူရဲ့အခန်းကဏ္ဍကလည်းရေးပါခဲ့တယ်เนาะသူ United ကိုရောက်လာတဲ့နောက်ပိုင်းမှာသူပွဲချက်ခွက်ကစားတဲ့ချိန်ပွဲချက်ခွက်ကစားတဲ့ချိန်မှာ၃ပွဲပဲရှုံးသေးတယ်เนาะဆိုတော့တော်တော်လေးကိုအကျိုးပြုတဲ့အားကိုးရတဲ့ဂိုးသမားဖြစ်တယ်နောက်တစ်ခုကတော့ Casemiro ရဲ့ဒီကုန်ကြရင်အနားယူတော့မှအတင်းကနေထွက်တော့မှ Casemiro ကလည်းနောက်ပါခြေစောတော်ပြလာရသူ့ကိုထုတ်လိုက်တဲ့အချိန်မှာလူစားလဲလိုက်တဲ့အချိန်မှာသူရှိခြင်းမရှိခြင်းသူကွင်းထဲမှာရှိခြင်းမရှိခြင်းကတော်တော်လေးကိုကွာခြားသွားတယ်
နော်ဟိုတင်းကချေပောက်ကိုပဲရသွားတာနော်သူလည်းရင်တမမနဲ့ကြီးလိုက်မှာပဲဆိုတော့ဘာပြော United ကတော့ဒါစိတ်သက်ပိုင်းကိုလည်းအရင်တုတ်တက်လာပြီလို့ပြောလို့ရတယ်တည်ဖြစ်သွားပြီမဲ့ငါတို့လုံနိုင်တယ်ဒါငါတို့လုံနိုင်ဖြစ်တယ်ဆိုတော့ခံစားချက်နော်သူရဲ့ spirit ပေါ့နော်ရှိနေပြီအခုသူရဲ့ဝိညာဉ်ထဲမှာကအဲ့လိုမျိုးအတွေ့အကြုံထဲမှာငါတို့လုံဖြစ်တယ်ဆိုတော့နော်အဲ့လိုမျိုးယုံကြည်မှုလေးရှိနေတာပေါ့ United ကစားသမားတွေတိုင်းမှာဆိုတော့အဲ့လိုရှိနေတာကောင်းတယ်ဆိုတော့ဘာလဲပြောအနိုင်ရတဲ့အနိုင်ကိုပေါ်ဆောင်ပေးတဲ့အတွက်ရောင်းဝမ်းတာတယ်ဆိုတော့အင်္ဂလန်ကဒါ UK ကကျွန်တော်တို့ Manchester fan ကြီးနော်စပင်ဆုပ်ပွားနေဖြစ်နေတဲ့တယောက်လည်းအခုဆိုရင်နောက်ပွဲကတော့ဒါဆင့်15နဲ့16 19လားမသိရောက်နေတဲ့အတင်းနဲ့ကန်ရမှာဆိုတော့ဒါအဲ့ဒါလည်းပြောလို့မရအဲ့ဒါလည်းသူတို့ကလည်းသူတို့တန်းစင်းစုံနာကတ်နေတယ်ဆိုတော့ဒါသူတို့ရဲ့ရုံအားလည်းရှိမှာပေါ့ဆိုတော့အဲ့ဒါလည်းတတိထားပြီးတော့မှဒါဂယူဒီဇိုင်းနဲ့အာယုံစူးစိုက်မှုအပြည့်နဲ့ကစားမယ်ဆိုလို့ရှိရင်တော့ဒါနိုင်လာတယ်နော်နိုင်ကိုနိုင်တယ်ကျွန်တော်မနေ့ကပြောခဲ့တယ်နော်ပွဲကြိုဗီဒီယိုတစ်ခုတင်တဲ့ချိန်မှာ United အနည်းဆုံး3ဂိုးသွင်းမယ်လို့ပြောခဲ့တယ်ဟုတ်တကယ်လည်း3ဂိုးရခဲ့ပေးဂိုးတွေကတော့ကျွန်တော်မပြောတော့ဘူးပေါ့ဗျာဆိုတော့ United တွင်းဖို့ပဲကျွန်တော်ခံမှန်းလိုက်တာ3ဂိုးမဟုတ်ရင်4ဂိုးလို့ခံမှန်းထားတာမှန်သွားတယ်လို့ပြောလို့ရတယ် Okay အရင်ဝမ်းတာတယ်ဗီဒီယိုတော့နည်းနည်းနောက်ကျသွားတယ်ဆိုတော့ကြည့်တဲ့အတိုင်းပဲအိတ်ပုတ်ကြီးနေလို့ပေါ့နော်ဘောလုံးပွဲကြီးကြည့်နေဆိုတော့ United ကနောက်ပိုင်းမှာတော်ကောင်းလာတယ်လို့ပြောလို့ရတယ်ဆိုတော့နောက်နေ့ကျွန်တော် Kobe Mainoo ရဲ့အကြောင်းကိုနောက်နေ့တိတက်ကျွန်တော်အခုလုပ်မယ်တဲ့လားဒီနေ့ကတော့ဒီတော့ပါပဲကျွန်တော်ရန်ဝမ်းတာတယ် Manchester United ပိတ်တယ်များအားလုံးလည်းကျွန်တော်ကိုဆက်လက်ပြီးတော့မှ subscriber လေးနဲ့အားပေးကြပါကျေးဇူးအများကြီးတင်တယ်เนาะဆိုတော့ဒါကျွန်တော်ရဲ့ဗီဒီယိုတွေကအတန်ပိုင်းဆိုင်ရာအားနည်းချက်လေးတွေရှိမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှိတာလေးနဲ့ပဲကျွန်တော်စူးစမ်းပြီးတော့မှလုပ်ကြည့်နေတာဖြစ်တဲ့အတွက်ကျွန်တော်တငယ်ချင်း Manchester fan တွေကျွန်တော်တီးခံပေးကြပါကျွန်တော်ညွန့်တမ်းမှပါတယ်ကျွန်တော်ဖုန်းဆုပ်လေးနဲ့ပဲကျွန်တော်လုပ်နေတာဖြစ်တယ်။အဲအကြောင်းမလို့ဒီ stand လေးကတင်းပြီးတော့မှဒါလုပ်နေတာဟိုဒီနေ့ကဆိုရင်ဒီ mic လည်းမပါဘူး။ဒီနေ့ကတော့ဒီ mic လေးဆန်းကြည့်မယ်ဆိုမှဒီ mic လေးနဲ့ဆန်းကြည့်နေတာဖြစ်တယ်။ Okay အားလုံးကျေးဇူးအများကြီးတင်တယ်နော်။ United fan များအားလုံးဆွေးနွေးချမ်းမြေ့ကြပါလေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။